ထိုင်းမြန်မာနယ်စပ်မှာအခြေအနေတွေကတော်တော်ကိုပူလောင်နေပါတယ်ဆိုတော့ဒီတစ်ခေါက်မှာတော့ဒီရှုပ်ထွေးနေတဲ့အခြေအနေရဲ့နောက်ွယ်မှာဘာတွေဖြစ်နေလဲလူတွေဘယ်လိုအထိနာနေကြရလဲဆိုတော့ကိုနည်းနည်းလေးအသေးစိတ်ကြည့်ကြရအောင်ဟုတ်ပြီဒီအခြေအနေတစ်ခုလုံးကိုနားလည်ဖို့ဆိုရင်လေဒီမေခွန်းကနေအစပြုရမှာပဲကဲဘာတွေဖြစ်နေလဲဆိုတာကိုတစ်ချက်ချင်းစီလိုက်ကြည့်လိုက်ကြရအောင်ဇလန်းနာဘယ်ကစားလဲဆိုတော့နေစက်မျိုးလေးမဲဆောက်ကနေစားရတာပါအဲ့ဒီမှာရုတ်တရက်ဆိုတလို့အကြီးအကျယ်ဖမ်းဆီးမှုတွေဖြစ်လာတယ်ဒီနေနေမှုကတော်တော်ပြင်းထန်တော့ဒေသခံတွေကြားမှာတော်တော်လေးလှုပ်ရှားရှားဖြစ်သွားခဲ့တယ်တစ်ဖက်မှာကြောက်လဲတကယ်စက်ယုံအကြီးကြီးတွေလိုလက်ပတ်နေတဲ့နိုင်ငံတကာရာဇဝတ်ကွိုင်းတွေပေါ့နော်သူတို့ရဲ့လက်ထက်ကနေအသက်လူပြီးထွက်ပြေးလာကြတဲ့လူတွေထောင်နဲ့ခီးပြီးရှိနေပြန်ရောသူတို့တွေကခေတ်သစ်ကျွန်းဘဝရဲ့တားကောင်းတွေလိုဖြစ်နေကြတာမှာဆိုတော့ဖန်ဆီးမှုတွေထွက်ပြေးလွတ်မြောက်လာတာတွေဒီဖြစ်ဖြစ်ဒီအားလုံးကိုစုကြည့်လိုက်တဲ့အခါမှာလေဒါတွေကပိုကြီးမားတဲ့ပြဿနာကြီးတစ်ခုရဲ့လက္ခဏာတွေပဲဆိုတာတွေ့ရမှာပါအဲ့ဒါကဘာလဲဆိုတော့နေဇက်တကြောလုံးကိုလွှမ်းခြုံထားတဲ့လူသားချင်းစာနာမှုဆိုင်ရာအချက်အတဲကြီးပါပဲကဲပထမဆုံးအနေနဲ့ဒီအချက်အတဲရဲ့မြေပြင်အခြေအနေကိုတွားကြည့်ရအောင်အဖြစ်ပြက်ဒီရဲ့ဘ ਹੁ ချက်လို့ပြောလို့ရတဲ့မဲဆောက်မြို့ကနေဆက်လိုက်ကြတာပေါ့အဲ့ဒီမှာတင်းမဟိုတွေကဘယ်လိုမျိုးအရှိန်မြင့်တက်လာခဲ့တာလဲ2026ခုနှစ်ဇန်နဝါရီ16ရက်နေ့မှာအခြေအနေတွေကတမျိုးတစ်ပုံပြောင်းသွားတယ်ထိုက်အာနာပိုင်တွေကရုတ်တရက်ဆိုသလိုနေရာအနှံ့မှာစစ်ဆေးမှုတွေတောက်လျှောက်လုပ်တော့တာပဲဒီအခါမှာတော့မဲဆောက်မြို့တစ်ခုလုံးဟာထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ပြည့်သွားတော့တာပေါ့ဒီစကားတစ်ခွန်းကအခြေအနေကိုအကုန်လုံးမြင်သာစေပါတယ်စာရွက်စာတမ်းပြည့်စုံရှိတဲ့သူတွေတောင်စိတ်မလုံးကြုံဘူးဆိုတော့စဉ်းစားတာချီတော့အဲ့လိုကြောက်ရွံ့မှုတွေကြောင့်လမ်းပေါ်မှာလူသူခင်းရှင်းသွားပြီးမြို့တစ်ခုလုံးရဲ့စီးပွားရေးကရပ်တန့်သွားမတက်ကိုဖြစ်ခဲ့တာပါဒီ60ကျော်ဆိုတဲ့ကဏ္ဍကတကယ်တော့ရေခဲတောင်ရဲ့ထိတ်ဖျားလိမယ်ရှိပါသေးတယ်ဒါကတာခရိုင်းလူဝင်မှုကြီးချေရေးကတရားဝင်အတည်ပြုထားတဲ့အရေးတော့ပဲလေဆိုတော့ဒီနေ့နေမှုကဘလောက်ပြင်းထန်လဲဆိုတာပြနေတယ်လို့မျက်စိနဲ့မမြင်ရတဲ့နေရာတွေမှာဖမ်းဆီးခံနေရတဲ့သူတွေဘလောက်တောင်များနေမလဲဆိုတာကတကယ်ကိုစဉ်းစားစရာပါပဲโอเคမဲဆောက်မြို့ကအခြေအနေကပြဿနာရဲ့အစပဲရှိပါသေးတယ်ဒီတင်မှမှုတွေဖြစ်လာအောင်နောက်ွယ်ကနေတွားပေးနေရတဲ့ကဘာတွေလဲဒီနေ့စက်တစ်ခုလုံးမီးလိုလောင်ကျွမ်းနေရတဲ့အကြောင်းရင်းအမှန်ကိုနားလည်ဖို့ဆိုရင်တော့တို့ဒီပိုးချဲပြန့်တဲ့ပုံစံကြီးတစ်ခုကိုကြည့်ဖို့လိုလာပါပြီအဓိကအရင်ခံအကြောင်းတရားကတော့မြန်မာနိုင်ငံမှာဆယ်စုနှစ်တွေနဲ့ချီပြီးဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ပါပဲဒီပဋိပက္ခတွေကြောင့်နိုင်ငံထဲမှာတရားဥပဒေစိုးမိုးမှုဆိုတာပျက်စီးသွားပြီးအာဏာလီဟာနယ်လူဖြစ်လာတယ်အဲ့ဒီအခါမှာလူတန်းပေါင်းများစွာဟာလုံခြုံတဲ့နေတာကိုရှာရင်နှက်ချက်ကိုဖြစ်ကျော်ပြီးထွက်လာခဲ့ကြရတာပါဒီပဋိပက္ခတွေရဲ့အကျိုးဆက်ကတော့ဒီမှာတွေ့ရတဲ့ထိတ်လန့်စရာကောင်းတဲ့ကိန်းဂဏန်းပါပဲခံမှန်းချက်တွေအရဆိုရင်ထိုင်းနိုင်ငံထဲမှာမြန်မာနိုင်ငံကနေရောက်နေတဲ့သူလူဦးရေ9000လောက်အထိရှိနိုင်နေတဲ့အများစုကတရားဝင်အထောက်အထားမရှိကြဘူးဒါကမျိုးကြီးတစ်မျိုးစာလူဦးရေနဲ့ညီမျှနေပြီလေပြီးတော့သူတို့တရားမဝင်အခြေအနေကသူတို့ကိုအလွယ်တကူအမျက်ထုတ်ခံရနိုင်တဲ့အခြေအနေဆိုးတဲ့ကိုတွန်းပို့နေတယ်လို့ပါပဲထိုင်းလွှတ်တော်အမတ်ရန်စီမန်ယုံထောက်ပြသွားတယ်လို့ပါပဲဒီပြည်တွင်းစစ်ကြောင်းဖြစ်လာတဲ့တရားဥပဒေခင်းမဲ့မှုကိုအခွင့်တောင်းယူပြီးတော့နိုင်ငံတကာရာဇဝတ်ကိုင်းတွေကနေဆက်တစ်ချောင်းမှာသူတို့ရဲ့ online လေလည်မှုနိုင်ငံတော်ကြီးတွေကိုတီထောင်လာကြတော့တာပဲ KK Park ဆိုတဲ့လေလည်မှုလုံငန်းဝင်ကြီးတစ်ခုကနေလူပေါင်း1500ကျော်ထွက်ပြေးလွတ်မြောက်လာတဲ့ဖြစ်စဉ်ကိုကြည့်လိုက်ရင်ဒီပြဿနာကဘလောက်အထိနိုင်ငံတကာအတိုင်းအတာဖြစ်နေပြီလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဒီမှာကြည့်လိုက်ပါကမ္ဘာတစ်ဖက်ချမ်းကလူတွေတောင်မှဒီနယ်ဆက်ကရာဇဝတ်မှုတွေရဲ့တားကောင်တွေဖြစ်နေကြတာဆိုလိုတာကဒါဟာဒေတာတွင်ပြဿနာတစ်ခုမဟုတ်တော့ဘူးကမ္ဘာလုံးဆိုင်ရာအကျပ်တဲကြီးတစ်ခုဖြစ်နေပြီဆိုတာပါပဲကဲဒီလောက်ရှုပ်ထွေးနေတဲ့အခြေအနေမှာထိုင်းနိုင်ငံကဘလို့တုံ့ပြန်နေတယ်လဲသူတို့ဟာလုံခြုံရေးကိုလည်းထိန်းရလူသားချင်းစာနာမှုကိုလည်းကြည်ရနဲ့တော်တော်လေးခက်ခဲတဲ့လမ်းချင်းလေးတစ်ခုပေါ်မှာရှောက်နေရတယ်လို့ပါပဲထိုင်းနိုင်ငံရဲ့ချင်းကပ်ပုံကနှစ်မျိုးရှိတယ်တစ်ဖက်မှာတော့ဥပဒေမဲ့လုပ်ရက်တွေကိုနှိမ်နင်းဖို့ဖမ်းဆီးတာတွေပြင်းထန်တဲ့အရေးယူမှုတွေလုပ်နေတယ်ဒါပေမဲ့တစ်ဖက်မှာကြတော့လေသူတို့နိုင်ငံရဲ့စီးပွားရေးကိုယ်တိုင်ကရွှေပြောင်းလုပ်သားတွေအပေါ်မှာအကြီးအကျယ်မိခိုးနေတာကိုဆိုတော့သူတို့ရဲ့မူဝါဒကတင်းကျပ်မှုနဲ့လက်တွေ့ကျမှုကိုချိန်ညီနေရတဲ့တော်တော်ခက်ခဲတဲ့ချိန်ခွင်ညာတစ်ခုလိုပါပဲဒီလုပ်ငန်းစဉ်ကတော့အလွယ်ပြောရရင်အရေးသေးကလူတွေကိုအလိမ့်တွေကိုခေါ်ထုတ်ဖို့ကြိုးစားတာပါပဲဒါမှသူတို့ကိုဥပဒေရအကာအကွယ်ပေးနိုင်မယ်အစိုးရအတွက်လည်းအခွန်တို့စည်ရင်းစရာတို့လိုအကျိုးကျေးဇူးတွေရနိုင်မှာကိုဒါပေမဲ့ဒီလုပ်ငန်းစဉ်ကဘလောက်ထိထိအောင်မြင်မလဲဆိုတာကတော့ဆက်ပြီးစောင့်ကြည့်ရအောင်ပါဖန်တာတွေမပုံတင်တာတွေကရေတို့ဖြည့်ရှင်းချက်ခဲ့ပဲရေရှိတည်ငြိမ်မှုတကယ်ရချင်တဲ့ဆိုရင်တော့ပြဿနာရဲ့အရင်အမြတ်ဖြစ်တဲ့နယ်စပ်တစ်ဖက်ချမ်းကိုမျက်နှာမူဖို့လိုတယ်ဆိုတာကိုထိုင်းနိုင်ငံကနားလေလာပုံရပါတယ်ထိုင်းလူတော်မယန်စီမံယုံရဲ့အမြင်မှာတော့အဖြေကနေစက်မှာမဟုတ်ဘူးမြန်မာနိုင်ငံထဲမှာပဲရှိနေတယ်လို့ဆိုရတယ်သူ့ရဲ့ချင်းကမှုရဲ့အထူးကချက်ကတော့
ထိုင်းနိုင်ငံရဲ့လွန်ကျုံရေးဆိုတာမြန်မာနိုင်ငံရဲ့အနာဂတ်နဲ့တိုက်ရိုက်ချိဆက်နေတယ်ဆိုတာပါပဲရှင်းရှင်းပြောရရင်အိမ်နီးချင်းနိုင်ငံမတည်ငြိမ်တဲ့နောက်ကိုယ်နိုင်ငံလည်းတည်ငြိမ်မှမဟုတ်ဘူးဆိုတဲ့အတိတ်တရားပါပဲ ဒီမူဝါဒကတော်တော်လေးအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့အပြင်ကနေတက်ရောက်လာတဲ့ဖြည့်ရှင်းချက်တီကရေရှည်မှာအောင်မြင်လျက်မရှိလာကြောင်းပါ။မြန်မာပြည်သူတွေကိုယ်တိုင်ကပဲသူတို့ရဲ့အနာဂတ်ကိုပုံဖော်ရမှာဖြစ်ပြီးထိုင်းနိုင်ငံရဲ့အခန့်ကဏ္ဍကတော့သူတို့ကိုစာပွဲဝိုင်းစီရောက်အောင်ကူညီပေးဖို့ပဲဖြစ်တဲ့ရုပ်ဆိုလိုတာပါ မူဝါဒတွေမဟာဗျူဟာတွေအကြောင်းပြောပြတဲ့နောက်မှာတော့ဒီအကြက်တဲတဲ့တကယ်မျက်နှာစာအမှန်ကိုကြည့်ရအောင်အဲ့ဒါကတော့နေ့စဉ်နဲ့မြောက်ရှင်တန်ရက်တွေဖို့ရုန်းကန်နေရတဲ့လူသားတွေရဲ့မျက်နှာတွေပါပဲ ကိုလူမျိုးအချင်းချင်းကိုတနက်နဲ့ပြန်ပစ်မလားဒါမှမဟုတ်ကိုအိုးအိမ်စီစဉ်ကိုစွန့်ခွာပြီးထွက်ပြေးမလားဒါဟာမြန်မာနိုင်ငံကလူငယ်တွေနေ့စဉ်နဲ့မျှရင်ဆိုင်နေရတဲ့ရွေးချယ်စရာမရှိတဲ့ရွေးချယ်မှုတစ်ခုပါပဲဒီလူငယ်တွေရဲ့လိုင်းလုံးကြီးကနေဆက်ကိုနေတိုင်းလိုရိုက်ခတ်နေပါတယ် ထိုင်းလက်တော်မှာရန်စီမံရုံးရဲ့ဒီစကားကနိုင်ငံရေးသမားတယောက်ရဲ့စကားသံထက်ဖက်ခင်တယောက်ရဲ့စိုးရင်ပူပန်မှုကိုပို့ပြီးတော့ထင်ဟပ်နေပါတယ်ဒီစကားကနိုင်ငံရေးတွေနည်းနီမိတွေကိုကြော်လွန်ပြီးကျွန်တော်တို့အားလုံးမှာတူညီစွာရှိနေတဲ့စံသားတစ်ခုကိုဖော်ပြနေပါတယ်အဲ့ဒါကတော့ခုကလေးတွေအတော့ပိုကောင်းတဲ့အနာဂတ်တစ်ခုဖန်တီးပေးခြင်းတဲ့စိတ်ပါပဲ အဆုံးသတ်မှာတော့ဒီမေခုံးလေးနဲ့အဆုံးသတ်ခြင်းပါတယ်စစ်ဖြစ်နေတဲ့နိုင်ငံတစ်ခုရဲ့ဘေးမှာလုံခြုံတဲ့နယ်စပ်ဆိုတာတကယ်ပဲရှိနိုင်မှာမလားဒီမေခုံးကထိုင်းနိုင်ငံတနိုင်ငံတည်းအတွက်မဟုတ်ပါဘူးဒါဟာကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာစိန်ခေါ်မှုကြီးတစ်ခုပါဘာလို့လဲဆိုတော့မိတော့ဒီကနေဆက်တစ်ဖက်မှာကူးဆက်လောင်ကျွမ်းနေသူတွေဒီဘက်ချမ်းကလည်းဘယ်တော့မှတကယ်အေးချမ်းမှာမဟုတ်လို့ပါပဲ